မဖြစ်ဘူးဟိုမှာကိုဘိုးတို့ဖိမြောင်းလေထုံးနေတယ်မသူ့သမီးကလာနေပြီဟေးကိုဘိုးတို့မှာခမရသမီးလာနေပြီပစိုးဝိတ်တော့မကြောက်ဒေါတာထွက်စိတ်တူနဲ့လေထုံးနေတာဘေးကဘာပြောလို့ပြောမှန်းမသိကိုဘာဖြစ်နေလို့ဖြစ်နေမှလည်းမသိသူ့သမီးလည်းရောက်လာအဖေလည်းမြင်ရောလှမှာဟာအဖေဘယ်လိုဖြစ်နေတာတော့ဆိုတော့သမီးအကန်ကြားတော့မှဟာသမီးဆိုပစိုးလိုက်တာပစိုးကဘယ်ရောက်မှမသိလွတ်ပြလိုက်တာကိုဟာပြာရတွေခိုက်လို့ပဲကွာတဲ့ကြံရမရတဲ့အဆုံးပြလုံမှုပဲရေးကြည့်တော့တယ်လေကြံရမရတဲ့ဆုံးတခါတည်းလုံရင်ပြီးရောဆိုပြီးရှော့ပတ်တဲ့ထိုင်ကြလိုက်ရှုံးပတ်တဲ့ထိုင်ကြလိုက်ကန်စိုးကျင်တော့မရောရသေးဝါကြောက်ကြီးကန်စိုးကျင်တော့သူမထိုင်ခင်မှာသူထိုင်ကြမယ့်နေရာမှာကျွင်းပေါက်ရပေါက်ရှိအဲ့ဒီကျွင်းပေါက်မှာပဇွန်လုံးတစ်ကောင်ရှိပဇွန်လုံးကလည်းတော်တော်ကြီးတယ်လို့ပြောရပဇွန်လုံးကလည်းကြည့်လာကျွင်းဝါကနေပြီးတော့လက်မကြီးထောင်ပြီးစောင့်သူ့ဘောဘာကြကြညက်မယ်ဆိုတဲ့နေထားနေပေါ့လေတော့ကိုဘိုးတို့ကလည်းထိုင်ရချသူအဲ့ဒီအဟွာကိုပေါ့လေပြောလို့ကမကောင်းနေရဘူးအဲ့ဒါကိုသွားညက်မိတော့တခါပဲလုံအောင်လို့ထိုင်ပါတယ်ဆိုမှပဇွန်ကညက်ချလိုက်တော့ဘယ်ထိုင်လို့ရတော့မှာလဲဟောဒေါသကြီးရဲ့နောက်ပဇွန်